တရားထိုင်တဲ့အလေးအကျက်ကိုဘလို့ပြိုးထောင်မလဲကဲတရားထိုင်တာဒါမှမဟုတ်ကျစ်စင်တစ်ခုခုကိုပုံမှန်ဖြစ်သွားအောင်ဘလို့လုပ်အောင်မလဲဆိုတာကိုပြောပြပေးပါမယ်တကယ်တော့အဓိကလိုအပ်တာကအချင်းတစ်ချစ်သေးပါသတ်မှတ်ထားတဲ့အချိန်ရယ်သတ်မှတ်ထားတဲ့နေရာရယ်ပါပထမဆုံးအချိန်အကြောင်းပြောကြအောင်ဒါကတော့တော်တော်လေးလွယ်ပါတယ်ဖုန်းထဲကပြက်ကလေးကိုဖိတ်ကိုအားမဲ့နေ့နဲ့အချိန်ကိုရွေးပြီးသတ်မှတ်ထားလိုက်ပါပြီးရင်အချစ်ပေးခြင်းကိုဖိတ်ထားလိုက်ပါဖုန်းထဲကတတိပေးလာတဲ့အခါအော်ငါတရားထိုင်ရမှာပဲလို့တတိရပြီးချစ်ချင်းထိုင်လို့ရတာပေါ့အကယ်၍သတ်မှတ်ထားတဲ့အချိန်ကအလုံးမဖြစ်ဘူးအဲ့အချိန်ဆိုအမြဲအလုံးရှုပ်နေတယ်ဒါမှမဟုတ်ထိုင်ရတာအရန်ပင်ပန်းနေတယ်ဆိုရင်အချိန်ပြောင်းကြည့်ပါမနက်ပိုင်းလားညပိုင်းလားဒါမှမဟုတ်နေ့လယ်နားချိန်လေးမှလားကိုနဲ့အစဉ်ပြေဆုံးအချိန်စရာတစ်ခုရလာတဲ့အထိစမ်းကြည့်ပေးပါဒုတိယအချက်ကသတ်မှတ်ထားတဲ့နေရာပါအိမ်မှာတရားထိုင်မယ်ဆိုရင်နေရာချင်းချင်းလေးပဲဖြစ်ဖြစ်တိသက်လေးသတ်မှတ်ထားပေးပါအဲ့ဒီနေရာမှာအခြားပစ္စည်းတွေရှုပ်ပွနေတာမျိုးမဖြစ်ပါစေနဲ့အဲ့ဒီနေရာလေးကတိတ်ကိုအမြဲစောင့်ကြိုနေပြီးတရားထိုင်ဖို့အစဉ်သိဖြစ်တဲ့နေရာလေးဖြစ်နေရပါမယ်အကယ်၍ရွေးထားတဲ့နေရာမှာပစ္စည်းတွေခဏခဏလာတင်မိနေတဲ့ဆိုရင်အဲ့ဒီနေရာကအလုံးမဖြစ်လို့နေရာသိပ်ရှာကြည့်ပေးပါတမီတာပတ်လည်လောက်ပဲရှိတဲ့နေရာလေးဆိုရင်တော့လုံလောက်ပါတယ်တကယ်တော့လူတိုင်းအတွက်တရားထိုင်ဖို့တက်တော်တဲ့အချိန်နဲ့နေရာဆိုတာရှိပြီးသားပါအဲ့ဒါကိုရှာတွေးဖို့ပဲလိုတာပါအချိန်နဲ့နေရာကိုရှာတွေးပြီးဆိုရင်တော့တဖြည်းဖြည်းနဲ့ကြက်ကြံနိုင်လာပါလိမ့်မယ်တရက်နှစ်ရက်သုံးရက်ကြားထဲမှာတစ်ခါတလေပြက်ကွက်နိုင်လာတာမျိုးရှိနိုင်ပေမဲ့အခြေခံအားဖြင့်တော့ဒါဟာအလုပ်ဖြစ်တဲ့နီလန်ပါဒီလိုနဲ့ပဲတဲ့ရဲ့စီးကပ်ရှိတဲ့ကျစ်စင်လေးဖြစ်တည်လာပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်